မင်္ဂလာပါတဘာဝဆောင်းလျှောက်သူတို့ရဲ့သွေးတို့ယောဂရှိတယ်ဆေးတွေနေ့စဉ်တောက်နေရတယ်ဒါပေမဲ့သွေးတို့ကမကြဘူးနောက်ဆက်တွဲယောဂတွေစိုးရိမ်နေရတယ်မြန်မာနိုင်ငံမှာသွေးတို့ယောဂရှင်ပေါင်းတန်၄တန်းကျော်ရှိပါတယ်နောက်ထပ်တစ်ဝက်လောက်ကသွေးတို့ရှိမှန်းတော့မသိကြဘူးသွေးတို့ဆိုတာသွေးကြောတွေကျင်းလာပြီးနှလုံးကသွေးတွေကိုပိုအားသုံးပြီးမြတ်ထုတ်ရတာပါဒါပေမဲ့သင်မသိတဲ့အချက်ကသင်ဥယျာဉ်ထဲမှာပဲတဘာဝသွေးတို့ဆေးတွေရှိတယ်ဆိုတာပါသွေးတို့ကြစေတဲ့အပင်ကြီး၅မျိုးကိုပြောပြမှာမယ်အပင်အမှတ်1တရုတ်နံနံမှာဒီအပင်မှာတိုက်လိုက်စတက်ပါဝင်ပြီးသွေးကြောများကိုကျဲစေကသွေးပေါင်ကျစေပါတယ်။စိုက်နီးကအစိတ်မှာစိုက်ပါရေစိမ်ပြီးအေးမြတ်သောနေရာမှာထားပါ။တုံဆွဲပုံကတစ်နေ့ပင်စီ2မောင်းကနေ3မောင်းကစားသုံးပါ။ဖြော်ရည်ညှစ်တောက်လို့ရသလိုဟင်းကြိုထဲမှာလည်းထည့်စားလို့ရပါတယ်။အပင်အမှတ်2ချက်သွန်ပြူပါ။ဒီအပင်မှာအလီဆင်တက်ပါဝင်ပြီးသွေးကြောများကိုပြေလျော့စေကသွေးပေါင်ကျစေပါတယ်။စိုက်နီးကဆောင်းဦးမှာစိုက်ပါနေအောင်အပြက်လိုအပ်ပါတယ်။တုံဆွဲပုံကတစ်နေ့အနည်းဆုံး1မွာကနေ2မွာကအစိမ်းစားပါ။ပြားရည်စိမ်ပြီးလည်းတောက်လို့ရပါတယ်အပင်အမှတ်3ချင်းပေါင်ရွက်ပါဒီအပင်မှာ anthocyanins တပ်ပါဝင်ပြီး ACE inhibitor ဆေးနဲ့တူတဲ့အာနိသင်ရှိပါတယ်စိုက်နီးကမျိုးစေ့မှာစိုက်ပါနွေရာသီနဲ့နေအောင်အပြည့်လိုအပ်ပါတယ်သုံးဆွဲပုံကတစ်နေ့ချင်းပေါင်လက်ဖက်ရည်2ခွက်ကနေ3ခွက်ခန့်အေးတောက်ပါအပင်အမှတ်4ပင်စိမ်းပါဒီအပင်မှာ eugenol တပ်ပါဝင်ပြီးသွေးကြောနေရန်ကိုပြည်လျော့စေပါတယ်စိုက်နီးကမျိုးစေ့ဒါမှမဟုတ်အကိုင်းဖြတ်စိုက်လို့ရပါတယ်နေအောင်အပြည့်လိုအပ်ပါတယ်သုံးဆွဲပုံကအရွက်9ရွက်ကနေ30ရွက်ခန့်ကိုရင်နွေးဖြော်တော့ပါဟင်းခက်အဖြစ်လည်းသုံးလို့ရပါတယ်အပင်အမှတ်5မုံလာဥနီသေးပါဒီအပင်မှာ nitrate ဓာတ်ပါဝင်ပြီး nitrate oxide အဖြစ်ပြောင်းကသွေးကြောကျဲစေပါတယ်စိုက်နီးကမျိုးစိတ်မှာဓာတ်ရိုက်ဆိုင်ပါအေးမြတ်သောရာသီမှာအကောင်းဆုံးဖြစ်ပါတယ်သုံးဆွဲပုံကတစ်နေ့ဖြော်ရည်တစ်ခွက်တော့ပါပြုတ်စားလို့ရသလိုတုပ်စားလို့လည်းရပါတယ်စိုက်ပျိုးနည်းအကြမ်းဖျင်းပြောရရင်တရုတ်နံကအိုးလက်နဲ့ရည်များများလိုအပ်ပြီး2လကနေ3လအတွင်းရိတ်လို့ရပါတယ်ကျက်သွန်ဖြူကအိုးလက်နဲ့နေအောင်အပြည့်လိုအပ်ပြီး6လကနေ8လအတွင်းရိတ်လို့ရပါတယ်ချင်းပေါင်ရကအိုးကြီးနဲ့နေအောင်အပြည့်လိုအပ်ပြီး4လကနေ6လအတွင်းရိတ်လို့ရပါတယ်ပင်စိမ်းကအိုးသေးနဲ့နေအောင်ပြက်လိုအပ်ပြီး1လကနေ2လအတွင်းရိတ်လို့ရပါတယ်။မုံလာဥနီသေးကအိုးလက်နဲ့နေအောင်ပြက်လိုအပ်ပြီး2လကနေ3လအတွင်းရိတ်လို့ရပါတယ်။အရေးကြီးတာသတိပေးချက်ကသွေးရိုးဆေးတောက်နေရသူများအနေနဲ့ဒီအပင်တွေကိုဆေးနဲ့တွဲမသုံးခင်ဆရာဝန်နဲ့အရင်တိုင်းမှာသွေးပေါင်ရန်ကျသွားနိုင်လို့ပါ။ရှေးတုန်းကကြေးရွာတွေမှာသွေးရိုးဆေးဆိုတာမရှိဘူး။ဒါပေမဲ့သွေးရိုးယောဂလည်းအခုလောက်မများဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့နေ့စဉ်စားသောက်မှုမှာဒီအပင်တွေပါနေလို့ပါ။ဟင်းခတ်တိုင်းမှာကြက်သွန်ဖြူပါတယ်။ဟင်းချိုတိုင်းမှာတရုတ်နံပါတယ်။လက်ဖက်ရည်စားချင်ပေါ်ရည်တောက်တယ်။ဟင်းတိုင်းမှာပင်စိမ်းပါတယ်။တဘာဝရဲ့ဆေးကတင့်ဥယျာဉ်ထဲမှာရှိတယ်။မီးစီလွာကျမ်းမာရင်ကိုကျမ်းမာမယ်။တဘာဝနဲ့နီးရင်စိတ်အေးမယ်။နေ့စဉ်9မိနစ်စာဒီလိုစိုက်ပျိုးရေးနီလန်းတွေကိုလေ့လာပြီးကိုယ်တိုင်စိုက်ပျိုးတတ်တဲ့တဘာဝဆောက်ရှောက်သူတယောက်ဖြစ်အောင်လမ်းပြပေးပါမယ်။